Mary Anne နဲ့တမိုင်းမတင်မီကဘီလူးကြီးများ The Princess of Paleontology 19ရာစုအစောပိုင်းကလူတွေဟာကဘာကြီးရဲ့တက်တန်းကို2000ခန်းပဲရှိသေးတယ်လို့ထင်ခဲ့ကြတယ်ပြီးတော့ဖျားသခင်ဖန်ဆင်းထားတဲ့ဘယ်တတဝါမှမျိုးတုံးပြောက်ကွယ်သွားတဲ့ extinction ဆိုတာလုံးဝမရှိနိုင်ဘူးလို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်အင်္ဂလန်နိုင်ငံတောင်ပိုင်းကကမ်းရိုးတန်းရွာလေးမှာ Mary Anne ဆိုတဲ့အသက်12နှစ်အရွယ်ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။သူမကမိသားစုစာဝတ်နေရေးအတွက်အသက်အန္တရာယ်များတဲ့6ကမ်းပါးတွေမှာကြောက်ဖြစ်ရုပ်ကြွင်း fossils လေးတွေကိုလိုက်ရှာပြီးဧည့်သည်တွေကိုရောင်းချရပါတယ်။တနေ့မှာသူမဟာကမ်းပါးရံမှာထူးဆန်းတဲ့အယိုးစုကြီးတစ်ခုကိုတူးဖော်တွေ့ရှိခဲ့တယ်။အရှည်ပေ20လောက်ရှိပြီးအရာမသွားကြီးတွေပါတဲ့အဲ့ဒီတတဝါဟာမိချောင်းလည်းမဟုတ်ငါးလည်းမဟုတ်ပါဘူး။ဒါဟာကမ္ဘာသမိုင်းမှာပထမဆုံးတွေ့ရှိခဲ့တဲ့အခြေဆောက်ငါးပုတ်တင်လို့ခေါ်တဲ့ရေနေတွားသွားတတဝါရုပ်ကျွန်းကြီးပါပဲ။မေရီဟာအဲ့ဒီမှာတင်မရက်တန့်ခဲ့ပါဘူး။နောက်ပိုင်းမှာလေပင်ရှည်ကြီးနဲ့ပင်လယ်နဂါးကြီးနဲ့တူတဲ့ Fossils Plesiosaur ရုပ်ကျွန်းအပြည့်အစုံကိုထပ်မံရှာတွေ့ခဲ့ပါတယ်။ဒီရုပ်ကျွန်းဟာတိတ်ကိုထူးဆန်းလွန်းလို့လန်ဒန်မြို့ကပညာရှင်ကြီးတွေကဒါကိုကြောက်ခဲတွေကိုဆက်ထားတဲ့အတူကြီးလို့တောင်ထင်မှတ်ခဲ့ကြပါတယ်။အဲ့ဒီခေတ်ကနာမည်ကြီးဘူမိဗေဒပညာရှင်ကြီးတွေဟာသူမစီကရုပ်ကျွန်းတွေကိုလာဝယ်ကြတယ်ပြီးတော့အဲ့ဒီရုပ်ကျွန်းတွေနဲ့ပတ်သက်တဲ့စာတမ်းတွေထုတ်ပြီးသူတို့ကြီးပဲနာမည်ကြီးသွားကြပေမဲ့တကယ်ရှာဖွေတွေ့ရှိသူမေရီနာမည်ကိုတော့ဘယ်တော့မှထည့်မရေးခဲ့ကြပါဘူးအမျိုးသမီးဖြစ်နေလို့သိပ္ပံအသင်းအဖွဲ့တွေနဲ့ဝင်ခွင့်လည်းမရခဲ့ပါဘူးဒါပေမဲ့သူမတူးဖော်ခဲ့တဲ့ရုပ်ကျွန်းတွေကသိပ္ပံလောကကိုမြင်ကလင်လုပ်တယ်လို့ကင်လုပ်ပစ်ခဲ့ပါတယ်လူသားတွေမပေါ်ပေါက်ခင်နှစ်တန်းပေါင်းများစွာကလေးကကဘာကြီးပေါ်မှာအရာမတောတတဝါကြီးတွေကြီးစိုးခဲ့ပြီးမျိုးတုံးပြောက်ကွယ်သွားခဲ့တယ်ဆိုတဲ့အမှန်တရား extinction ကိုသူမကညင်းမရအောင်တက်တည်ပြလိုက်တာပါပဲသူမဟာတသက်လုံးဆင်းရဲမွဲတေစွာနဲ့အတိမတ်ပြုမခံရပဲကွယ်လွန်သွားခဲ့ရှာပေမဲ့ဒီနေ့ခေတ်ပြတိုက်ကြီးတွေမှာချိတ်ဆွဲထားတဲ့အရာမဒိုင်နိုဆောအယိုးစုကြီးတွေရဲ့အစာစာကမ်းခြေမှာကြောက်ခဲကောက်ခဲ့တဲ့ကောင်မလေးစီကနေစတင်ခဲ့တာဖြစ်ပြီးသူမကိုကြောက်ဖြစ်ရုပ်ကျွန်းပညာ Paleontology ရဲ့မိခင်ကြီးအဖြစ်ကဘာကထာဝရအတိမတ်ပြုထားပါတော့တယ်